အားလုံးပဲမင်္ဂလာပါမနေ့ဖြစ်မှာဒါ Leeds United ရဲ့အိမ်ခွဲမှာ Chelsea နဲ့ Leeds တို့ကန်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲကိုပွဲကြို30ချက်လောက်တော့မှာဖြစ်ပါတယ် Chelsea အနေနဲ့ဒါ Arsenal Barcelona စတဲ့ခက်ခဲတဲ့အသင်းတွေနဲ့တွေ့ပြီးတော့ဒါနည်းနည်းပြန်ပြီးတော့ပွဲနည်းနည်းခြောင်သွားတဲ့ကာလလို့ပြောလို့ရတယ်ပွဲခြောင်နေဆိုပေမဲ့3ရက်တပွဲတွေများတယ်ဆိုတော့တတိကြီးကြီးတော့ထားရမယ်ပြီးတော့အရေးကြီးတာကိုင်းစီရိုလည်းဒါ3ပွဲပဲပြည့်တယ် Premier League မှာကြာတာဆိုတော့နည်းနည်းစိုးရင်ကြတော့ကောင်းတယ်ဒါပေမဲ့လောလောဆယ်မှာဒါအဆူကိုတို့ဒါအန်ဒရီဆန်တိုစ်တို့ဝင်ကစားလို့ရတဲ့အနေအထားမျိုးဖြစ်နေပြီးတော့ Chelsea ကနည်းနည်းလွယ်တဲ့ပွဲတွေများတယ်ဗျာဟိုဒီဇင်ဘာ20လောက်ကျမှဒါ Newcastle နဲ့တွေ့မှာဆိုတော့သူ့နဲ့သူတာမန်လေးကစားပြီးတော့အနိုင်ရရှိအောင်ပုံမှန်လေးစူးစမ်းရင်ဘယ်မှာပဲဖြစ်ဖြစ်အနေအထားတစ်ခုလောက်ရောက်လာနိုင်တယ်ချန်ပီယံလိဆိုရင်လည်းဒါဂျားထဲမှာအက်တလန်တာနဲ့ပဲတွေ့ဖို့ရှိတယ်အက်တလန်တာလည်းအရင်ကောင်းတဲ့အနေအထားမျိုးမဟုတ်ဘူးဆိုတော့ခုနအကြောင်းပြန်ဆက်ရရင် Leeds United နဲ့ Chelsea နဲ့ကတော့လောလောဆယ်တော်တော်ကွာနေတယ်ဒါ Leeds ကနောက်ဆုံး၄ပွဲစတိုက်ရှုံးထားတယ်နောက်ဆုံးပွဲမှာဆိုမှ City ကို 3-2 နဲ့ရှုံးထားတယ်ဆိုတော့ Chelsea ကဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အနိုင်ရရှိနိုင်တယ်ဒါပေမဲ့အခုလောလောဆယ်မှာ17မှတ်နဲ့တန်းစင်းဆောင်ရောက်နေဖြစ်တဲ့အတွက်ဒါ Leeds တို့ပြန်ပြီးတော့ယုံလာနိုင်ကြရရှိရဗျာဒါပေမဲ့ဘလိုပဲရှင် Chelsea ကအများကြီးတာတယ် player တွေအားဖြင့်ရောဒါ form တွေအားဖြင့်ရောဘလိုပဲဖြစ်တာနေတယ်ပြီးတော့ Chelsea ရဲ့နောက်ဆုံး Arsenal နဲ့ပွဲမှာဒါတော်တော်ကောင်းတဲ့စိတ်ဓာတ်မျိုးနဲ့ကစားပုံမျိုးပြသွားတယ်ဆိုတော့အပြတ်သက်တာနေတယ် Chelsea နိုင်သွားမယ်လို့ပဲထင်တယ်ဒါပေမဲ့ဟိုကိုင်းစီရိုနေရာအတွက်တော့စိတ်ပူစရာတော့ရှိရဗျာတင်မှာအသားမကျပဲနဲ့ဒီအန်ဒရီဆန်တိုစ်ထည့်လိုက်တာဖြစ်ဖြစ်သူ့နေရာကိုအဆူကိုထည့်လိုက်တာဖြစ်ဖြစ်ဒါဘလိုနည်းနဲ့ဖြစ်ဖြစ်ကိုင်းစီရိုတော့အရင်မကောင်းလာနိုင်သေးဘူးဒါပြီးတော့ကောင်းတဲ့ချက်အနေနဲ့ကိုပမာလည်းပြန်ပါလာနိုင်တယ်ဆိုတော့ကျွန်တော်ထင်တာတော့ဒီပွဲကနည်းနည်းကိုပြတ်နိုင်သွားမဲ့ပွဲမျိုးလို့ပဲထင်တယ် Chelsea အနေနဲ့ဗျာဒါ Leeds ကိုနိုင်မယ်ဘုံမောက်ကိုနိုင်မယ်ပြီးသွားရင်ဒါနောက်ထပ်တွေ့ရမှာ Everton နဲ့တွေ့ရမယ်ဗျာဆိုတော့အဲ့ဒီ3ပွဲ Premier League မှာအဲ့ဒီ3ပွဲစတိုက်နိုင်မယ်ဆိုရင်ဒါအထိုက်လျောက်အားဖြင့်ဗျာဟို Arsenal တို့ Man City တို့ PR လိုက်ပေးနိုင်မယ်လို့ထင်တယ်ဗျာဆိုတော့ဟိုနေရာ Premier League မှာအဆင့်ကောင်းကောင်းရဖို့ဆိုရင်ဒီလိုအသင်းသေးလေးနဲ့တွေ့တဲ့အချိန်တွေမှာပုံမှန်ရတဲ့ထိုက်တဲ့နိုင်ပွဲရရှိဖို့လိုတယ်အရင်ခြေစွမ်းနေလမ်းပြန်နေမှမဟုတ်ဘူးဗျာဆိုတော့အဲ့ပွဲတွေတော့ကျွန်တော်ကနိုင်ရရှိမယ်လို့လည်းထင်တယ်ပြီးတော့ဂျားတွေကဒီအက်တလန်တာနဲ့ချန်ပီယံလိပွဲတစ်ပွဲရှိရဗျာအဲ့ပွဲကလည်း Chelsea တို့အရင်ရေးမပါတော့ဘူးလို့ထင်တယ်ဘလူးကန်ကန်နိုင်ရဗျာမရှုံးဗျာဆိုတော့အားလုံးပဲဘလူးထင်လည်းမသိဘူးမှတ်ချက်လေးကိုကွန်မန့်မှာရေးသွားပေးလို့ရပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်